တသက်လုံးပဲတတိယနေမယ်ဒီကောင်ချစ်တာသိရလားဒီတချင်းစာသားလေးတွေကိုကြားလိုက်တာနဲ့ပရိသတ်တရဲ့ရှင်ထဲမှာဘသူပြင်းပြင်းမိမလဲဆိုတာသိကြပါတယ်ဟုတ်ပါတယ်မြမဂီတာရဲ့ရွှေခေတ်ကိုဖန်တီးခဲ့တဲ့သူကိုင်စာခေတ်ဆိုပြီးသမိုင်းတွင်ခဲ့တဲ့သူဒါပေမဲ့ခုတော့အဲ့ဒီတန်ရှင်ဟာကျမတို့ကိုပြီးတိုင်ကြောခိုင်းသွားခဲ့ပါပြီပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့မြမတေဂီတာလောကနဲ့ပရိသတ်တွေအတွက်တိတ်ကိုကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်တဲ့ဝိုင်းရင်တေးတန်ရှင်ကြီးကိုင်စာကွယ်လွန်သွားကြောင်းဝမ်းနည်းပွဲကြားသိခင်ရပါတယ်။ဆယ်စုနှစ်ပေါင်းများစွာတိုင်အောင်ကိုပိုင်တန်ဆယ်နုပညာတွေနဲ့ပြည်ထရဲ့နှလုံးသားကိုသိမ့်ပိုက်ထားနိုင်ခဲ့တဲ့အစရော်ကြီးကိုင်စာဟာဩဂတ်စ်လ22ရက်နေ့ညနေပိုင်းကဝီတိုရီယာဆေးရုံကြီးမှာကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။အသက်65နှစ်အရွယ်ရှိပြီဖြစ်တဲ့အဆိုရော်ကြီးဟာအဆုတ်အေးမိယာကနေပိုးဝင်သွားခဲ့တဲ့အတွက်အရေးပေါ်တက်ရောက်ကုသနေစမှာပဲမိသားစုပြည်သက်တွေနဲ့ထောင်ရခွဲခွာသွားခဲ့တာပါ။ကိုင်စာလို့ပြောလိုက်တာနဲ့ရန်ကုန်မြို့ရှမ်းကင်းသားတူလို့ဆိုရမှာပါ။သူ့ရဲ့မြင်ရင်ကညီညီဝင်းဖြစ်ပြီးဖခင်ဖြစ်သူကတော့မြမဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်ကနိုင်ငံတကာရေးရာသတင်းစင်ရဲ့အက်ဒီတာချုပ်ဦးစိန်ဝင်းပဲဖြစ်ပါတယ်။ရန်ကုန်တက္ကသိုလ်ကျောင်းသားအောင်တူဖြစ်တဲ့ကိုင်စာဟာအာစီတူးလိမ်မော်ရောင်ကောလိန်တို့လူသိများတဲ့ရန်ကုန်တက္ကသိုလ်နိုင်နေမြေပွဲတွေမှာတချင်းတွေစတင်တည်ဆိုခဲ့သူပါ။အဲ့ဒီကကျောင်းပွဲတွေမှာဆိုရင်ကိုင်စာကိုပြည်သက်တင်ဟာတက္ကသိုလ်မြေနေဝင်မောင်စိုးတွေတချင်းကိုအမြဲတောင်းဆိုလေးရှိပြီးပွဲတိုင်းမှာတည်ဆိုခဲ့ရတဲ့အထိရေပန်းစားခဲ့ပါတယ်။ကိုင်စာဟာ1980မတိုင်ခင်မှာပဲအကြီးတန်းရဲ့အထီးကျန်ထုတ်ပတိဆိုတဲ့တေးစီရီနဲ့စတီရီယိုဂီတာလောကတွေကိုအောင်မြင်စွာခြေချလာခဲ့တာပါ။အဲဒီနောက်တော့သူ့ရဲ့ကိုယ်ပိုင်တေးဂီတာအဖွဲ့လို့ဆိုနိုင်တဲ့ Sunset အဖွဲ့နဲ့အတူမြမဂီတာလောကမှာကိုင်စာခေတ်တစ်ခုကိုအခိုင်အမာထူထောင်နိုင်ခဲ့ပါတယ်။ဇက်တိုင်ဆိုသလိုထွက်ရှိခဲ့တဲ့အလွမ်းအနံပန်တချင်းရှင်ကိုကျင်နာပါမနိုးပါနဲ့မိုးရိမ်နောက်တစ်ခေါက်လောက်ထပ်ပြောပါတူနကိုတိုင်းပြည်စားတဲ့တေးစီးရီတွေဟာပြည်သက်တွေကြားမှာတခဲနဲ့ကိုအောင်မြင်ခဲ့တာပါအထူးသဖြင့်အမျိုးသမီးတေးတန်ရှင်တွေဖြစ်တဲ့မေဆွေမေခလာတို့နဲ့တွဲဖက်တီးဆိုခဲ့တဲ့စုံတွဲတချင်းတွေဟာအဲ့ဒီခေတ်ကလူငယ်တွေရဲ့ပါဆက်ပြားမှာရေပန်းစားခဲ့တာပါနမေကျော်တေးနိုင်မြန်မာနဲ့လက်တွဲခဲ့တဲ့နေစီပြန်မင်းကသို့မဟုတ်ရောနာတန်စင်ရောစိတ်ရောက်ဆုံးမြင်ကွင်းကျဲစတဲ့တချင်းနေရာရန်ကုန်မြို့ရဲ့လူနေမှုစနစ်ကိုပြည်ပြင်းစွာထင်ဟနိုင်ခဲ့ပါတယ်။ဒါပြင်ကိုင်စာကိုယ်တိုင်ရေးဖွဲ့ခဲ့တဲ့လက်ဖက်ရည်ဆိုင်တွားကြဆိုတချင်းကလည်းခေတ်ရည်စည်းကြောင်းကိုဖမ်းဆုပ်နိုင်ခဲ့တဲ့တချင်းကောင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။အိမ်မက်များကိုတီထွင်သူလူရီတိလီပိုကောင်းလေကစ်မနဲ့တီလိုက်တန်ရိုးမရဲ့ညနေခင်းအင်းလေးမရွာနေမှုစတဲ့တေးစီးတွေနဲ့လည်းဆက်လက်အောင်မြင်ခဲ့သူပါ။2019ခုနှစ်မှတ်တမ်းတွေအရသူဟာတကူတော်တေးရပန်ချက်ရင်20ခန်းနဲ့တချင်းပုတ်ရင်200ကျော်ကိုတီဆုံမှတ်တမ်းတင်နိုင်ခဲ့တဲ့ကန်နဝင်ဆိုတော်ကြီးတူပါသူရဲ့ပြသနာရက်တိချက်တစ်ခုကိုပြရမယ်ဆိုရင်2021ခုနှစ်ဇွန်လ1ရက်နေ့မှာဖွဲ့စည်းခဲ့တဲ့မြန်မာနိုင်ငံဂီတအစည်းအရုံးရှားရေးဖွဲ့မှာသူ့ကိုဥက္ကဋ္ဌအဖြစ်ထည့်သွင်းခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီစာထွက်လာပြီးနောက်တစ်ရက်မှာပဲဥက္ကဋ္ဌအဖြစ်ကနေပြက်ပြက်တသားနှုတ်ထွက်ကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေရဲရဲဝံ့ဝံ့ကြေညာခဲ့သူလည်းဖြစ်ပါတယ်။အရန်လွှမ်းနေပြီးတသက်လုံးပဲတတိယနေမယ်ပထမဆုံးနေ့စတဲ့တချင်းတွေနဲ့ပြည်သက်ကိုဖျော်ဖြေခဲ့တဲ့စူရော်ကြီးကန်စာဟာခုဆိုရင်တော့သူချစ်တဲ့ပြည်သက်တွေကိုပြီးတိုင်နှုတ်ဆက်ထွက်ခွာသွားခဲ့ပါပြီ။လူကွယ်လွန်သွားပြီမဲ့သူချမ်းရေးခဲ့တဲ့ကိုပိုင်တန်ဆယ်နုပညာတွေကတော့မြမဂီတာသမိုင်းစာမျက်နှာနဲ့ပြည်သက်တွေရဲ့ရှင်ပတ်ထဲမှာထောင်ရရှင်တန်နေမှာတည်ကြပါပဲ။ပြည်သက်ကြီးတို့အနေနဲ့ရောစူရော်ကြီးကန်စာရဲ့ဘဲတချင်းတွေကိုအနှစ်သက်ဆုံးလေဘဲတချင်းလေးတွေကကိုယ့်ရဲ့ငယ်ဘဝအမှတ်တရတွေဖြစ်ခဲ့နေဆိုတာ comment မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရရှင်။